အားလုံးပဲမင်္ဂလာပါရှင် base 10ကိုအခြေခံပြီး multiplication ဘယ်လိုလုပ်လဲဆိုတာလေးကိုတွေ့ပြမှာပေါ့နော်ပြီးအခုဒီမှာ17အမြောက်12ကိုမြောက်မှာပေါ့17နဲ့12ကိုမြောက် base 10ကိုအခြေခံမှာဆိုဒီမှာက11နဲ့10ရဲ့ different ခြားနာချက်က1တက်ပေါ့နော်1သူကခြားနာချက်ကဒီမှာ17ထဲရနေပြီးတော့မှ -10 ဆိုတော့ plus 1နော် plus 1ပြီးတော့12ဒီ12ထဲကနေ10ရဲ့ခြားနာချက် different ကကြတော့2ပြီးလို့ရှိရင်ဒီ1ကိုဒီဟိုဟာနဲ့12နဲ့ပေါင်းမယ်ပေါင်းလိုက်ဘယ်လောက်ရလဲဆို73 13ရ11ကိုလည်း2နဲ့ပေါင်းမယ်ဒါ17ကို2နဲ့ပေါင်းတာလဲ73ဒါဆိုရင်73နောက်ပြီးတော့10 base 10ကိုအခြေခံတဲ့အတွက်ကြောင့်မလို့အနောက်ဆုံးအမြဲတမ်း3ညနဲ့တော့130ပြီးသွားပြီလားဆိုမပြီးသေးဘူးဒီ1နဲ့2နဲ့ကိုလမ်းပြီးတော့မြောက်လိုက်တော့2နဲ့1နဲ့မြောက်တော့2ကိုဒီ3ညရဲ့တက်တဲ့မှာရေးအပေါင်းပေါင်းလိုက်တော့132ဒါဆိုရင်11 multiply 12ရဲ့အဖြေက132ဒါလည်း base 10ကိုအခြေခံပြီးပဲ15 multiply 18မြောက်ကြည့်မယ်ပေါ့နော်အဲ့တော့ဒီမှာ15က base 10နဲ့ခြားနာချက် difference က5 plus 5 18က different 10နဲ့ different ခြားနာချက်က8ပြီးရင်ဒီ15ကို5ကိုဘယ်သူနဲ့ plus နဲ့ဆိုရင်18နဲ့ plus 18နဲ့5နဲ့ plus လိုက်တယ်ဘယ်လောက်ရလဲဆိုရင်23အဲ့လိုပဲ15ကိုလည်း8နဲ့ plus လိုက်ဘယ်လောက်ရလဲဆို23ဒါဆိုရင်အဖြေက23base 10ကိုအခြေခံတာဖြစ်တဲ့အတွက်ကြောင့်3ညကိုအမြဲတမ်းအနောက်မှာထည့်ပြီးသွားပြီလားဆိုမပြီးသေးဘူးဒီ5နဲ့8နဲ့ကိုသူမြောက်မယ်9 8 40အဲ့ဒါကိုဒီအောက်တက်တဲ့မှာခြိုက်လိုက်40ပြီးလို့ရှိရင်ပေါင်းပေးရမယ်မလုပ်ပေးရမယ်ဆိုပေါင်းပေးရမယ်ပေါင်းလိုက်တော့3ည9နဲ့ဒါဆိုရင်အဖြေက15 multiply 18က270ရတယ်အဖြေက270ရတယ်နဲ့13နဲ့မြောက်မှာပေါ့နော်အဲ့တော့ base 10ကိုအခြေခံပြီးတွက်တာဖြစ်တဲ့ကြောင့်9နဲ့ base 10ရဲ့10ရဲ့ difference က -1 10နဲ့13ရဲ့ difference က +3 ပြီး -1 ကို13နဲ့ပေါင်းနှုတ်တယ်ပေါ့နှုတ်လိုက်တော့12 12ရပါတယ်9ကိုလည်း +3 ဆိုတော့12ရပါတယ်ဖြေရအဲ့နှစ်ခုကတူနေရမယ်ပေါ့နော်အဲ့တော့12ဘက်လဲကိုနှုတ်ရင်လည်း12ဒီဘက်ကိုပေါင်းရင်လည်း12ဆို12 base 10ကိုအခြေခံထားတဲ့အတွက်ကြောင့်မလို့အနောက်မှာ0လေးရေးပေးရပါမယ်အဲ့တော့-1 negative နဲ့ positive နဲ့မြောက်တော့ negative ပေါ့နော်အဲ့တော့3 1နဲ့3နဲ့တော့3နှုတ်လိုက်တော့117ရပါတယ်အဲ့တော့9 multiply 13က117နောက်တစ်ခုကကြတော့8 multiply 7ကို base 10ချိန်ခံပြီးမြောက်မယ်ဒါ base 8 multiply 7အရင်လွယ်ပါတယ်8 times 7က56ဒါမဲ့ဒီ base 10ချိန်ခံပြီး multiply ကြည့်မယ်ပေါ့နော်အဲ့တော့10နဲ့ 8 difference က-2 7နဲ့က-3ပြီး-2နဲ့7နဲ့ကိုနှုတ်မယ်5ရတယ်အဲ့တော့8ထဲကနေ-3ကိုနှုတ်တော့လဲ5ရတယ်5ပြီးတော့ရှင်-2 multiply -3 negative ကိုညှောင်းမယ်ဆိုရင် positive အဲ့တော့ပြီးသွားတော့2 multiply 3 is 6တခါလဲ6လို့လည်းရေးလို့ရတယ်ဒါပေမဲ့ base 10ကိုအခြေခံတာမလို့အမှ3ညရေးမယ်ဆိုရင်လည်းရေးလိုက်ပြီးမှအောက်ကနေပြီး6ကိုပေါင်းပေးလိုက်အဲ့တော့8 times 7က56တခါလဲရေးလို့ရတယ်ပေါ့နော်ဒါကတော့တစ်ဆင့်စီရှင်းပြတာမလို့တွက်ပေးတာပါနောက်တစ်ခုကတော့multiply 14ပေါ့နော်ဒါဆိုရင်လည်း15က10နဲ့ဆိုရင် difference က +5 ဟိုက +4ပြီးပေါင်းလိုက်တော့19เนาะနှစ်ဖက်စလုံးပေါင်းရင်လည်း19ဆို90 base 10ကိုအခြေခံတာမလို့နောက်မှ3ညရေးတယ်ပြီး5နဲ့4နဲ့ multiply လိုက်တော့20เนาะ20သူကပေါင်းမယ်ပြီးတော့ဘယ်လောက်ရလဲဆိုလို့ရှိရင်210ဒါဆိုရင်15 multiply 14 equal to 210နောက်တစ်ခါ19 multiply 6သူ့ကိုလည်း base 10နဲ့ပဲတွက်မှာ base 10နဲ့တွက်မယ်ဆိုရင်ဒီ19ရဲ့ difference က +9 6ရဲ့ difference ကကျတော့ -4
ဒါ plus 9เนาะ minus 4ပြီးရင်ပေါင်းမယ်6နဲ့6နဲ့ပေါင်းလိုက်တော့15ရအဲ့လိုပဲ19ရက်4ကိုနှုတ်တော့လဲ15အတူတူ base 10လို့နောက်မှ3ညာလေးထည့်မယ်ပြီးရင်ဒီနှစ်ခုကို multiply လုပ် positive နဲ့ negative နဲ့ multiply negative 6 4လီ36ပြီးရင်150ရ36ကိုနှုတ်မယ်နှုတ်လိုက်တော့ဖြေက1ဆိုရင်19 multiply 6က answer က114